လင်းဝဲရတနာကိုစောင့်ကြနေသောကမ်ဘောဒီးယားစစ်ပွဲမှာနက်ဖြစ်သွားသောစစ်သည်ညီနောင်လင်းဝဲရတနာကိုစောင့်ကြနေသောနက်ညီနောင်တို့၌အံ့ဖွယ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးရဲရင်သောရဟန်းလေးတစ်ပါးကမွေကြီးအားစိန်ခေါ်မိသောအခါဂူပြိုကျပြီးတော့ပိတ်သွားတဲ့အကြောင်းရင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အယုဒ္ဓယမှာအကိုမိုးနဲ့အကိုစိုးညီနောင်နှစ်ဦးရှိတယ်။ထိုညီနောင်နှစ်ဦးဟာထိုင်းနိုင်ငံသို့ပြောင်းရွှေ့ခြေချပြီးစစ်မှုထမ်းခဲ့ကြပါတယ်။ကိုမိုးဟာဗိုလ်ကြီးဖြစ်လာပြီးတော့ကိုစိုးဟာအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။သူတို့ဟာကမ်ဘောဒီးယားတပ်များနဲ့မကြာခဏရင်ဆိုင်တိုက်ခိုက်ခဲ့ကြလေတယ်။ကမ်ဘောဒီးယားတပ်များနဲ့တိုက်ခိုက်စဉ်မှာကိုမိုးဟာစိတ်လူးများမှန်ပြီးတော့ကြာရှုံးခဲ့ပြီးကိုစိုးဟာလည်းရန်သူရဲ့ဂျာနဲ့အသက်ဆုံးရှုံးခဲ့ကြလေတယ်။သို့တော့သူတို့ရဲ့ဇလန်းမှာမပြီးဆုံးသေးပေလူသားဘဝမှာသိဆုံးသွားပေမဲ့ဝိညာဉ်များအဖြစ်ဆက်လက်တည်ရှိနေခဲ့တယ်။သူတို့ဟာဝိညာဉ်ဘဝအဖြစ်လဲပတ်သွားလာပြီးဖိုးဖိုးပိုက်တောင်ထိပ်ရှိဂူတစ်ခုမှနေထိုင်ခဲ့ကြတယ်။ထိုကူဟာကျဲဝင်းလှပပြီးတော့ရတနာများဖြင့်ပြည့်နေနေတယ်။ထို့ကြောင့်ညီနောင်နှစ်ဦးဟာရတနာကူရဲ့ဂူဆောင်နယ်များဖြစ်လာခဲ့တယ်။အချိန်များကောလောလာတဲ့မြလူငယ်တဦးဟာထိုကူတို့ရောက်ရှိလာပြီးတော့ရတနာများကိုတွေ့ရှိသွားခဲ့တယ်။သူဟာရတနာများကိုလိုချင်တဲ့အတွက်ကြောင့်မလို့ဂူဆောင်နယ်များထင်တောင်းဆိုခဲ့ပါတယ်။သို့တော့ဂူဆောင်နယ်ညီနောင်တို့ဟာသူ့ကိုရတနာများယူခွင့်မပြုကျင်သောကြောင့်သူတို့ကလူငယ်အားခန္ဓာကိုယ်မှဝက်စားအလုံးချွတ်ပြီးတော့ရတနာများကိုခန္ဓာဖြင့်သာတည်ယူခွင့်ပြုခဲ့တယ်။ထိုလူငယ်အားရှက်ကြောက်မှုမရှိဘဲနဲ့ဝက်စားအလုံးချွတ်ကရတနာများကိုတည်ယူခဲ့တယ်။ထို့နောက်သူဟာဂူမှထွက်ခွာသွားခဲ့ပြီးရွာသို့ပြန်ရောက်တဲ့အခါလူများကသူ့ကိုဝတ်မပါဘဲရတနာများသိမ်းဆောက်လာသည်ကိုမြင်သောအခါသူတို့ဟာအံ့အားသင့်ခဲ့ကြလေတယ်။ဒါပေမဲ့ရွာသားများသူ့ရဲ့ဝက်စားမပါတာကိုဂရုမစိုက်နိုင်ပဲသူယူလာတဲ့ရတနာများကိုသာစိတ်ဝေစားခဲ့ကြလေတယ်။ထိုအခါရွာသားများကရတနာများကိုရှာယူရဲဂူသို့သွားခဲ့ကြတယ်။သူတို့ဟာနှက်များထံတောင်းဆိုပြီးတော့ဝက်များချုပ်ခါရတနာများကိုတည်ယူခဲ့ကြတယ်။ထိုအချိန်မှစ၍နတ်ညီနောင်တို့ဟာလူတို့ရဲ့ယုံကြည်ကိုးကွယ်မှုကိုရရှိခဲ့လေတယ်။ထိုအခါလူများစွာတို့ဟာရတနာများကိုတည်ယူသွားခဲ့ကြတယ်။သို့သောရဟန်းလေးတစ်ပါးဟာဂူသို့ရောက်ရှိလာပြီးရတနာများကိုမယူဘဲနဲ့နှက်များအားစိန်ခေါ်ခဲ့ပြီးရဟန်းလေးဟာမွေကြီးနဲ့တိုက်ခိုက်ခဲ့အားဂူကြီးပြိုကျပြီးတော့ပိတ်သွားခဲ့တယ်။ထိုအခါဂူတွေးရှိလူများဟာကြောက်တုံးများအောက်မှာပိတ်မိသွားခဲ့ကြပြီးတော့တိတ်ဆုံသွားတော့တယ်။သို့တော်ရဟန်းလေးဟာတက်ရှင်ကြက်ရဲခဲ့ပြီးတော့ဂူတွေးမှထွက်ပေါက်ရှာဖွေခဲ့ကနောက်ဆုံးမှာကိုရင်လေးဟာမြေအောက်မှအပြင်သို့ရောက်ရှိခဲ့ပါတယ်။ထိုနေရာယခုအခါခုပေါင်းရေကန်ဖြစ်လူတီများလာခဲ့ပါတယ်။နတ်ညီနောင်တို့ဟာထိုနေရာကိုပြောင်းရွှေ့လာခဲ့ကြပြီးသူတို့ဟာနှက်ကွန်းတီဆောက်ကယနေ့တိုင်ကိုဝေခဲ့ကြလေတယ်။ဒီဇလန်ဟာလိုင်းပြည်နယ်ခွန်ပေါင်းနယ်ကွန်ရဲ့အစားဖြစ်ပေါ်လာပုံကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဗီယိုလေးကိုစောတီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီယိုလေးနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။